Surya Namaskar လို့ခေါ်ပါတယ် Sun Salutation Sun Salutation ဆိုတာကနေကိုရှ ခိုးနေတာမဟုတ်ပါဘူးနေကဲ့သို့ကြီးမားတဲ့စွမ်းအင်တစ်ခုကိုခန္ဓာကိုယ်ထဲမှာကိုယ်တိုင်တိဆောက်နေတဲ့ယောဂအာဆန်တစ်ခုဖြစ်ပါတယ်တကယ်တော့ယောဂပညာဆိုတာက exercise မဟုတ်ပါဘူး flexibility အတွက်လေ့ကျင့်နေရတဲ့ပညာရည်လည်းမဟုတ်ပါဘူးကျွန်တော်တို့ရဲ့စိတ်နဲ့ခန္ဓာလေးကိုတသားတည်းဖြစ်နေအောင် union ဖြစ်နေအောင်လို့ကျင့်ကြံရတဲ့ moving meditation ပဲဖြစ်ပါတယ်ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတိုင်းမှာစိတ်ကလေးကိုကပ်ပြီးတော့ကိုယ့်ရဲ့ခန္ဓာလေးကိုလိုက်ကြည့်နေတဲ့ observe လုပ်နေတဲ့ပညာရည်တစ်ခုဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့ကပုံမှန်လေးလေ့ကျင့်ခြင်းအပြင်ကျွန်တော်တို့ရဲ့စိတ်ဟာခန္ဓာနဲ့တသားတည်းဖြစ်လာပါတယ်ဒီ Sun Salutation pose ကိုတော့မလုပ်တဲ့လူတွေက PID လို့ခေါ်တဲ့ခဇစ်ကြုံနေတဲ့လူတွေမလုပ်သင့်ပါဘူးဒါပေမဲ့ခါမှာကြီးပေါင်းရှိတဲ့လူတွေကတော့လုပ်လို့ရတယ်ခဇစ်ကြုံတဲ့လူတွေကတော့လုပ်လို့မရပါဘူးကျေးဇူးအများကြီးတင်ပါတယ် Om Suryaya Namah